ကျမအသက်ပြင်းပြင်းရှူလိုက်ပြီးအဲ့ဒီ6လန့်စာကိုအပိုင်းပိုင်းဆဆဖြစ်အောင်ဆွဲဖြဲပစ်လိုက်တယ်။နောက်ရက်တွေကိုတော့ကျမရင်တထိတ်ထိတ်နဲ့ဖြတ်တန်းခဲ့ရတယ်ကားပြောင်းစီးတယ်စားတောက်တဲ့အစားအစာတွေအားလုံးကိုလည်းအစိပ်ပါမပါ24နာရီပတ်လုံးစစ်ဆေးခိုင်းတယ်ဒါပေမဲ့ကျမသိတယ်အိမ်တွင်းတစ်ခုကအကြောက်ရွံ့ဆုံးပဲဆိုတာလူမင်ကတရုတ်ဆောင်အရန်ကောင်းတဲ့သူပြီးခဲ့တဲ့ဘဝတုန်းကသူ့ရဲ့ဟန်ဆောင်မှုအောက်မှာ9နှစ်ပေါင်းများစွာလှည့်စားခံခဲ့ရတာလေ။ဒီဘဝမှာတော့ငွေတန်းပေါင်းများစွာအတွက်သူ့ရဲ့တရုတ်ဆောင်ချက်တွေကပို့ပြီးတော့တောင်ပြောင်းပြောင်းနေဦးမှာသိကြတယ်။ကလေးမွေးဖို့ရက်ချင်းနီးလာတဲ့အဲ့ဒီအပတ်မှာတော့မိုးကတရက်ဆက်ရွာသွန်းနေခဲ့တယ်တကောင်ရံအချိန်မှာကျမရဲ့1 byte အောက်ပိုင်းကနေစူးစူးဝါးဝါးနာကျင်မှုကိုခံစားလိုက်ရတဲ့တစုံတစ်ယောက်ကဘိုက်ကိုလိမ့်ဆွဲထားတယ်လို့ပဲရေမွာရည်တွေကခြေထောက်တစ်လျှောက်စီးကြလာပြီးတွေးဆအနှင်းငယ်လဲပါလာတယ်မွေးတော့မယ်ကုန်တင်ကားကြီးတစ်စီးလိုအချိန်နဲ့ဆေးရုံစီကိုမောင်းခဲ့ကြတယ်တက်တော်ဆောင်တွေနဲ့မိဘရာသီထိန်းတွေချက်ချင်းလှုပ်ရှားကြတော့တာပေါ့တာကြီးတကယ်လို့တစ်ခုခုကိုခံစားမိရင်မေမေကိုတေချာပေါက်ပြပြနော်ကားကမိုးသေးထန်စွာရွာသွန်းနေတဲ့ကြားထဲမှာအချိန်နဲ့မောင်းနေပြီမဲ့ကျမရဲ့နှလုံးသားကတော့လဲချောင်းဝအထိရောက်နေတယ်လို့ပဲဒီကောင်လေးကဒီလနှင်းငယ်အတွင်းမှာအရန်ငြိမ်နေခဲ့တာအားအိမ်တွေစူးစောင်းနေတယ်လို့မျိုးအခုချိန်မှာတော့သူ့အတန်လေးကတူးနှင်းပေမဲ့ပြတ်သားလို့နေတယ်မေမေဒီဆေးရုံရဲ့ခြီကမမှန်ဘူးတတိထားဦးတားပုံရိပ်တွေကိုမမြင်ရပေမဲ့တားကိုအော့အန်ချင်အောင်လုပ်တဲ့လူယုံမာအဖေရဲ့အနံ့ဆိုးကိုရနေတယ်ကျမမိဖွားခန်းထဲကိုတွန်းဝင်သွားခဲ့ရတယ်ဘိုင်းနာရာကလုံးဝတတိလက်မတက်ပဲချွေးစေးတွေကြောင့်လည်းမျက်စိတွေဝေဝါးလို့နေပြီးမမလင်းအဲ့အိမ်ဝါက3လက်မဖွင့်နေပြီးနာကျင်မှုပျောက်ဆေးထိုးဖို့ပြင်ဆင်ကြစို့နှာခေါင်းစည်းတက်ထားတဲ့အမျိုးသားမေးဆေးဆရာဝန်တယောက်ဝင်လာတယ်သူကကျမကိုစိုက်ကြည့်လိုက်တဲ့အချိန်မှာအဲ့ဒီမျက်လုံးတွေကိုကျမချက်ချင်းမှတ်မိသွားခဲ့တယ်ခုနှစ်ပတ်လုံးကြည့်လာခဲ့တဲ့မျက်လုံးတွေအဲ့ဒါလူမင်းဆိုတဲ့တရိတ်ဆန်ပဲသူတကယ်ကြီးဆေးရုံထဲကိုဟန်ဆောင်ဝင်ရောက်လာခဲ့တာသူ့လက်ထဲကပြုံထဲကကြည်လင်နေတဲ့အရေးတွေကတေချာပေါက်နာကျင်မှုပျောက်ဆေးမဟုတ်ဘူးတူသားမိ2ယောက်လုံးကိုတက်ပြစ်မဲ့အစိတ်ရည်တွေပဲဖြစ်ရမယ်အဲ့ဒီအဦးချုံကကျမရဲ့ကြောရိုးတွေကိုထိုးဆိုင်ခါပြီးစက္ကန့်ပိုင်းလိုမှကျမကိုယ်ထဲကရှိသမျှအားအင်အားလုံးကိုစူးစီးပြီးသူ့ရဲ့စီးကုံစီကိုခက်ပြင်းပြင်းကန်ထည့်လိုက်တော့တယ်လူမင်ကတေးလူမတက်ပိုင်းနာနေတဲ့ကိုဝင်ဆောင်မိမတယောက်မှဒီလောက်အထိပောက်ကွဲအားရှိလိမ့်မယ်လို့လုံးဝထင်မထားခဲ့ဘူးအဲ့ဒီကန်ချက်ကသူ့ရဲ့အရေးကြီးတဲ့နေရာကိုတက်တက်ကြီးထိမှန်သွားခဲ့တာသူကအိုခနဲ့အတန်ထွက်ပြီးမျက်နှာတစ်ခုလုံးချက်ချင်းဝက်သွေးအောင်ပြောင်းသွားတော့တယ်လက်ထဲကဆေးပြုံကြီးလဲဝင့်စင်သွားပြီးနေရန်ကိုမှန်ကအပိုင်းပိုင်းဆဆကျင်းမွားသွားခဲ့တယ်အထဲကအရည်တွေကကျန်းပြင်ပေါ်ဆင်ကျသွားတော့ဇီးဇီးအတန်တွေမြည်ပြီးတိုက်စားပစ်လိုက်တာမိခိုးဖြူတွေတောင်ထွက်လာတော့တာပဲအာကြေကြပါဦးကျမအသက်နဲ့လဲပြီးအော်ဟစ်လိုက်တယ်မိဖွားကတင်ပေါ်ကနေလိမ့်ဆင်းလိုက်ပြီးဘိုက်ကလေးကိုကာကွယ်က1000စီကိုတွားသွားမိတယ်လူမင်ကဘိုက်ကိုဖိပြီးကျန်းပြင်ပေါ်မှာလူထောက်ကျသွားခဲ့ပေမဲ့သူ့မျက်လုံးထဲကလူတက်ချင်တဲ့အာဃာတတွေကပိုပြီးပြင်းထန်လာခဲ့ပြီးသူကနှာခေါင်းစည်းကိုခက်ပြင်းပြင်းဆွဲခွာပစ်လိုက်ပြီးအဲ့ဒီရုပ်ပြက်ဆင်းပြက်ဖြစ်နေတဲ့မျက်နှာကြီးကိုဖော်ပြလိုက်တယ်သူကခွက်စိတ်သားမြောင်တစ်စင်းကိုကောက်ကင်လိုက်ပြီးပြင်းထန်တဲ့နာကျင်မှုကိုဂရုမစိုက်ပဲရိုင်းတိရိုင်းတိုင်းနဲ့ကျမစီကိုပြေးဝင်လာတော့တယ်ဒါဦးချုံကကျမနဲ့တမီတာကွာကိုရောက်တဲ့အချိန်မှာတည်းမိဘခန်းတကားကြီးကဝုန်းကနေပွင့်သွားခဲ့တယ်တကားဝမှာစောင့်နေတဲ့တက်တော်ဆောင်တယောက်ပြေးဝင်လာပြီးလူမင်ရဲ့မျက်နှာတက်တဲ့ကိုကန်ထဲလိုက်တော့တယ်လူမင်လွင့်စင်သွားပြီးပစ္စည်းကရိယာဗီဒီယိုကြီးကိုမှန်ကမှန်တွေလည်းအပိုင်းပိုင်းအဆဆချင်းမွားကုန်တော့တာပေါ့ဒါပေမဲ့သူမေးလည်းမသွားသေးဘူးမျက်နှာတစ်ခုလုံးတွေးတွေနဲ့ရဲရဲနေပေမဲ့ကျန်းပြင်ပေါ်မှာတွားရင်ဓာတ်ကိုမြဲမြဲစုပ်ကင်ထားတော့မဲ့အဲ့ဒါငါပတ်စံငါမချေနှက်ဘူးကျမနေရန်တောက်မှာမိရင်ရေမွာရည်တွေနဲ့ချွေးစေးတွေကျန်းပြင်ပေါ်စီးကြလို့နေပြီးသူ့ကိုအပြင်းဆွဲထုတ်သွားငါမျက်စိရှိကနေဖယ်ပစ်လိုက်ကျမရင်ထဲမှာတနာစိတ်လုံးဝမရှိဘူးယုံရှာဆက်ဆုပ်မှုနဲ့ကံကောင်းမှုတွေကိုပဲခံစားနေရတဲ့လူမင်အပြင်ကိုဆွဲထုတ်ခံလိုက်ရတော့သူ့ရဲ့စူးစူးဝါးဝါအော်ဟစ်တန်ကြီးကစင်ကြံလန်းတစ်ခုလုံးမှာဟိမ့်ထွက်နေတော့တာပေါ့ရဲတွေလည်းချက်ချင်းရောက်လာကြတယ်လူမင်ရဲ့ဘဝကတော့ဒီတစ်ခါတကယ်ကိုလုံးဝပျက်စီးသွားခဲ့ပြီးသူကအချုပ်ခန်းထဲမှာယူသွတ်သွားပြီးနေရန်ကိုနေတိုင်းကောင်းတဲ့တိုက်ကတရေတွေကငါအသက်ကိုလာနိုင်နေပြီဆိုပြီးတောင်းပန်နေတဲ့အချုပ်ထောင်ဆောင်တွေပြောစကားရတော့ဒါကစိတ်ရဲ့မကောင်းဆိုးဝါးပဲတဲ့ကျမကတော့တရားဝင်အပြိုကြီးသူထေးမဘဝနဲ့ကလေးထိန်းတဲ့ဘဝကိုစတင်လိုက်ပါပြီကလေးတလားပြေပွင့်နေမှာကျမကျင်ငါပွင့်အဆင့်ရှိတဲ့ဟိုတယ်ကြီးရဲ့ခန်းမဆောင်တစ်ခုလုံးကိုငှားရမ်းပစ်လိုက်တယ်ဒါကတားဖြစ်သူရဲ့တလားပြေကိုဆင်နွှဲဖို့တင်မကပဲတိုးသားအမိရဲ့ရင်တွင်းခံစားချက်တွေကိုလူအများသိအောင်ကြီးညာဖို့အတွက်လည်းဖြစ်ပါတယ်ကျမကမှာယူကျုပ်လုပ်ထားတဲ့ကာဝင်ကြီးကိုဝစ်ဆင်ထားပြီးမျက်နှာတစ်ခုလုံးလဲဝင်းပလို့နေပြီးရင်ခွင်ထဲကတားကြီးကတော့စူပါမော်ဒယ်လိုမီနီစုလေးကိုဝစ်ဆင်ထားပြီးတွားရည်ပူပေါင်းလေးတွေမှုန့်နေတော့တာပေါ့ဘေးနားမှာတော့လာရောက်ဂုဏ်ပြုကြတဲ့ဧည့်သည်တော်တွေကဝိုင်းအောင်နေကြတဲ့အကုန်လုံးကချမ်းသာကြွယ်ဝပြီးအဆင့်တန်းရှိတဲ့သူတွေကြီးပဲလွန်ခဲ့တဲ့လအနေငယ်တုန်းကကျမကတရားပေါ်မှာမြစ်ထဲခုန်ချဖို့ပြင်နေတဲ့စိတ်ပြအားငယ်နေတဲ့မိမတစ်ယောက်ဖြစ်ခဲ့လိမ့်မယ်လို့ဘယ်သူထင်ပါလဲရှောင်းခွေနင့်သားမျက်လုံးတွေကတကယ်ကိုတောက်ကလွန်းတာပဲကြည်ုံနေတဲ့ညံကောင်းမဲ့ပုံပဲဟုတ်ပါဒီကလေးကလူလဲမကြောက်ဘူးလို့ပြောတာတွေကိုနားလည်နေတယ်လို့ပဲအားလုံးကရင်ခွင်ထဲကတားကြီးကိုချီးကျူးနေကြတယ်ကလေးကစကားမပြောနိုင်ပေမဲ့လက်ကလေးတွေကတော့မငြိမ်ပဲလှုပ်ရှားနေတော့တာပဲတားဖြစ်သူရဲ့အတန်လေးကကျမရဲ့အုံနောက်ထဲမှာဘာရင်းဆက်တိုင်တဲ့လူမျိုးပေါ်လာတယ်ဟိုအပြာရောင်ဝတ်စုံနဲ့ဦးလေးကြီးသူကနယူးယူနစ်လုပ်ငန်းလုပ်တာနောက်ပိုင်းကျရင်သူ့ရှယ်ယာက10ဆက်လောက်တက်လာလိမ့်မယ်မြန်မြန်အဖရင်လှုပ်လိုက်အာဟိုရွှေဆွဲကြိုးအကြီးကြီးနဲ့သူ့ကိုဂယုမဆိုင်နဲ့နောက်လာကြရင်သူ့ဘဝပြတ်တော့မှာကျမရေချင်စိတ်ကိုအောင့်ထားပြီးတားဖြစ်သူရဲ့ညွှန်ကြားချက်အတိုင်းပွဲခန်းမှာထဲမှာပပနက်နက်နဲ့အခန့်နေမိတော့တယ်အခန့်ပွဲပြီးလို့အိမ်ပြန်ရောက်တော့ကျမသားကြီးကိုလက်ဆောင်ပစ္စည်းတွေပြည့်နှက်နေတဲ့ကတင်ပေါ်မှာတင်လိုက်တယ်ကတင်ပေါက်အပြင်ဘက်မှာတော့မြို့ပြရဲ့မီးအောင်စုံတွေကဝင်းပလို့နေပြီးအခန်းထဲမှာတော့နှွေးထွေးတဲ့မီးအောင်လေးတွေကရှိနေတယ်ကျမသားကြီးကိုစိုက်ကြည့်ရင်သားကြီးတို့တွေနောက်ပိုင်းကျရင်ဒီလိုမျိုးပဲအမြဲတမ်းပျော်ရွှင်သွားကြမှာလား
တေချာပေါက်ပေါ်မေမေအရင်တုန်းကတော့တားကချက်ကုတ်ကိုအားကိုးခဲ့ပေမဲ့အခုကတော့တားရဲ့အရေးချင်းအစ်စ်မှန်နဲ့မေမေကိုပြန်တန်းစေမှာပါပြီးတော့တို့တွေကိုနာကျင်အောင်လုပ်ချင်တဲ့သူတွေအားလုံးကအတိတ်မှာကြံရစ်ခဲ့ပါပြီအနာဂတ်လမ်းကြောင်းကိုရှင်းရှင်းလင်းလင်းမမြင်ရပေမဲ့တို့သားအမိနှစ်ယောက်အတူတူရှိနေရင်အလင်းရောင်ကရှိနေမှာပဲကျမပြုံးလိုက်မိတယ်ခေါင်းကိုငုံပြီးသူ့ရဲ့နှဖူးလေးကိုနမ်းလိုက်တယ်ကျေးဇူးတင်ပါတယ်တားကြည့်ပြီးတော့စိတ်ပြတ်အားငယ်နေတဲ့ကြားတွေကပြန်လဲခုခံရဲတဲ့ကိုလည်းကျေးဇူးတင်ပါတယ်ဒီနေ့ကစပြီးလင်းဆောင်ဝေးရဲ့ဘဝအပိတန်ထဲမှာဒေါသအာဃာတတွေကိုအောက်ဤခံစားရခြင်းဆိုတာမရှိတော့ဘူးအောင်မြင်ကြော်ကြားပြီးဘဝကိုလှပစွာဖြတ်တန်းခြင်းပဲရှိတော့မယ်